ရေကဘာနှင့်မရှိသောအရာကိုရှာဖွေခြင်းကိုလံဘတ်ခေတ်မတိုင်ခင်အထိလူတွေကကဘာပေါ်မှာကုန်းမြေကအများဆုံးရေကနည်းနည်းပဲရှိတယ်လို့ထင်ခဲ့ကြတာပါဘောဘိုအားဆိုသူကပနားမားတူးမြောင်းနေရာကနေကြီးမားကျယ်ပြန့်တဲ့ပစိဖိတ်သမုဒ္ဒရာကြီးကိုလှမ်းမြင်လိုက်ချိန်မှာဒီအယူအဆကမှားတယ်ဆိုတာစတင်သိရှိခဲ့ပါတယ်နောက်ဆုံးမှာ Captain James Cook ကပတိန်ကုတ်ပေါ်လာပြီးသူ့ရဲ့တွေ့ရှိမှုကိုတော့အငြင်းသဘောဆောင်သောတွေ့ရှိမှု Negative Discovery လို့ခေါ်ကြပါတယ်လူတွေယုံကြည်ထားတဲ့တောင်ဘက်တိုက်ကြီးတဲ့ Southern Continent ရှိရမယ်ဆိုတဲ့အယူအဆကိုသူကရေခဲပြင်တွေကြားတဲ့အထိရွက်လွှင့်ပြီးအဲ့ဒီနေရာမှာကုန်းမြေမရှိဘူးခါဆိုတာကိုသက်သေပြခဲ့လို့ဖြစ်ပါတယ်ဒီလိုနဲ့လူသားတွေဟာစိတ်ကူးရင်ကုန်းမြေကဘာကနေလက်တွေ့ကျတဲ့ရေကဘာ Water Planet စီကိုအသိဉာဏ်ပွင့်လင်းသွားခဲ့ကြပါတော့တယ်စူးစမ်းရှာဖွေမှုတွေကကဘာမြေကြီးရဲ့အမှန်တရားကိုသိရှိခဲ့ရပြီဖြစ်ပါတယ်